ဒီမန်ကဘောနော်ဟိုကျွဲခိန်းငါးခိန်းစော့မဲဆိုပြီးတော့ဟိုစပြီးတော့မိုးဖိုးလာတောင်းထားတဲ့အကောက်မှာပို့မှာပေါ့နော်ဒါဝင်မှန်ထားတာကျွန်တော်ကတဲ့ခိန်းတော့လောင်းကစားတော့မလုပ်ဘူးတဲ့အရက်ဖဲတောက်တာတဲ့အဲ့တော့မောင်လေးကိုအမပြပြမယ်အရက်တောက်တာကနင်ဘလောက်တောက်နိုင်ပါလဲနော်မတကနင်ဘလောက်ဖိုးတောက်နိုင်လဲအဲ့တောက်နိုင်တဲ့အတိုင်းအတာလောက်ပဲတောက်ပြီးရင်မူးဝိုင်းဆက်မတောက်နိုင်တော့ဘူးနော်စီးပွားတော့ဘယ်လိုခေါ်မလဲမထိခိုက်ဘူးဒါပေမဲ့ကျမ်းမာရေးအရာတော့နေရုပ်ကိုငါဝင်ကြည့်လိုက်တဲ့အခါကျတော့ဟိုအရက်သမားရုပ်ဖြစ်နေပြီပြောမယ်ဆိုရင်ပထဝီနည်းနည်းပြတ်ချင်နေပြီအရက်တောက်လုံးအကြည့်တော့မျက်နှာတွေဒါတွေကနည်းနည်းပေါ့နော်ဟိုရောင်နေသလိုတွေ့ရတယ်အဲ့တော့အရက်အလွန်ကျွံတောက်ရင်လည်းကျမ်းမာရေးကိုထိခိုက်တယ်လောင်းကစားမလုပ်တဲ့အတွက်ဒါငါမောင်ကတော့နည်းနည်းတော့တယ်ဒါပေမဲ့ကိုကျမ်းမာရေးအရာတော့တိတ်အဆင်မပြေဘူးပေါ့ကွယ်အဲ့တော့ shot တာနော်မဖြတ်နိုင် shot တာဖြတ်နိုင်ဖြတ်ပြောချင်တာတချို့အဲ့ဒီပို့မှာဝင်မှန်တယ်တချို့ဆိုရင်အတန်ဖိုင်နဲ့ဝင်ဆဲထားတာရှိတယ်ဝင်ကြည့်လိုက်နော်ငါ့ကိုဆဲထားတာငါပြောတဲ့ဟာတွေဟိုဗရိမကောင်းလို့ရှိရင်အตาလေးနေဝင်မဟောင်နဲ့တချို့ဒီမောင်လေးကိုမန်းနဲ့မောင်လေးကိုပြောတာမဟုတ်ဘူးနော်အဲ့ဒီပို့မှာအတန်ဖိုင်နဲ့ဝင်ဆဲထားတဲ့အကောက်တစ်ခုတွေ့တယ်ဝင်ကြည့်တော့ဓာတ်ပုံတွေတင်ထားတယ်နော်အဲ့တော့ဗရိမကောင်းရင်ငါရဲ့အကောက်ထဲမှာဝင်မဟောင်နဲ့ငါပြောထားတာကခလေးတွေလမ်းမှာရောက်မှာဆိုလို့ငါတမင်ကိုအတီပေါင်းနဲ့ပြောထားတာတကယ်လားတောင်းတကယ်လဲရိုက်မှာတကယ်လဲပေးမှာအခုကျွဲခိန်းငါးခိန်းမဘလူးတွေဘဝတွေပြက်တိုက်တွေကုန်းချမ်းတွေကုန်းအိမ်တွေကုန်းဘဝတွေပြက်နေတဲ့လူတွေတပုံကြီးတွေ့ဘူးတယ်ဒါကြောင့်မလို့လမ်းမရောက်မှာဆိုလို့ငါကတမင်နော်တမင်အဲ့လိုမျိုးတင်တာတမင်တင်တာသဘောပေါက်လားငါပြောတာနော်တချို့ရိုင်းနဲ့မှန်တယ်တချို့ကကြတယ်လေဘလို့မှန်လဲဆိုတော့ဟိုနဲ့သူတို့က3000ပေးမယ်ပေါ့ပါတစ်ချက်အနမ်းခံမလားပေါ့စုတာနော်ငါ9000ပေးမယ်နှစ်ပေါင်းနှစ်ချက်ပဲရိုက်မယ်ဘယ်တစ်ချက်ညာတစ်ချက်အဲ့ဒီမှန်တဲ့ဟိုနဲ့အဲ့ထဲမှာမှန်တဲ့ကောင်ရှိတယ်နော်ဗါတယ်3000ပေးမယ်တဲ့ပါတစ်ချက်နမ်းမယ်တဲ့စုတောင်းလိုက်နော်အမနစ်မရအောင်နင်းနမ်းပြီးနစ်မရအောင်ပဲနင်းပေးငါတော့မရဘူးငါ9000ပေးမယ်ပါနှစ်ချက်ရိုက်မယ်လာယူလက်နော်ညံရီမမီငါကောက်ထဲမှာခွေးလိုဝင်မဟောင်းနဲ့သဘောပေါက်လား